သူ့ရဲ့အလုတ်ရှင်တင်မောပြက်ပြီးပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုကြားပြီးနောက်မှာတော့အမျိုးသမီးဟာသူ့ရဲ့သားလေးကိုအတုံးချပြီးအလုတ်ရှင်ရဲ့ဇနီးအဖြစ်ဟန်ဆောင်ခဲ့ပါတယ်။သူဟာအရင်ကအလုတ်ရှင်ရဲ့အတွင်းရေးမှူးဖြစ်ခဲ့ပြီးတနေ့မှာတော့မူးနေတဲ့အလုတ်ရှင်နဲ့အတူမမျှော်လင့်ပဲတညတာကုန်ဆုံးခဲ့မိပါတယ်။ဒါပေမဲ့အလုတ်ရှင်နိုးလာတဲ့အခါမှာတော့သူ့ကိုအလုတ်ထုတ်လိုက်ပြီးသူ့မျက်စိရှိကိုနောက်တစ်ခါထပ်မလာဘူးပြောခဲ့ပါတယ်။အဲ့ဒီညပြီးနောက်မှာတော့အမျိုးသမီးဟာအလုတ်ရှင်ရဲ့ကလေးကိုကိုဝင်ရရှိသွားခဲ့ပါတယ်။အလုတ်ရှင်ပျောက်ဆုံးသွားတဲ့အခါမှာတော့သူဟာကလေးကိုအတုံးချပြီးအလုတ်ရှင်ရဲ့အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ပျော်ရွှင်စရာဘဝဟာ9နှစ်တာကြာမြင့်ခဲ့ပါတယ်။အိမ်ဖော်ဖြစ်သူကပျောက်ဆုံးနေတဲ့အမျိုးသားကိုပြန်တွေ့ပြီးဖြစ်ကြောင်းဝမ်းသာအားရလာပြောပါတယ်။အမျိုးသမီးဟာပစ္စည်းတွေသိမ်းပြီးထွက်ပြေးဖို့ပြင်ဆင်နေတော့မှပဲ9နှစ်တိုင်တိုင်ပျောက်ဆုံးနေတဲ့အမျိုးသားဟာအိမ်ရှိတကားကနေဝင်လာပါတော့တယ်။အမျိုးသမီးဟာသူ့ရဲ့လိမ်လည်ထားတဲ့အဆင့်တန်းကိုအမျိုးသားကဖော်ထုတ်လိုက်မှကိုကြောက်ပြီးကြောက်ရွံ့လို့တောင်းသွားပါတယ်။အားလုံးပြီးဆုံးသွားပြီလို့သူထင်နေတဲ့အချိန်မှာပဲအမျိုးသားဟာမှတ်ဉာဏ်တွေပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။သူ့ရဲ့အဆင့်တန်းမှန်ကိုလူတွေသိသွားမှစိုးရိမ်နေတဲ့အမျိုးသမီးဟာမှတ်ဉာဏ်ချို့ယွင်းနေတာကိုသိလိုက်ရတဲ့အတွက်အယံကိုဝမ်းသာသွားပါတယ်။သူဟာအမျိုးသားရဲ့ရင်ခွင်ထဲကိုငိုပြီးပြေးဝင်လိုက်ကသူဟာအမျိုးသားရဲ့ဇနီးဖြစ်ကြောင်းပြောလိုက်ပါတယ်။အမျိုးသားကသူ့ကိုမယုံမှဆိုးတာကြောင့်မင်္ဂလာဆောင်တပ်ပုံအတူကိုတောင်ထုတ်ပြလိုက်ပါသေးတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ကြားကအချစ်ဇလန်းတွေကိုလောက်ကြံဖန်တီးပြီးအမျိုးသားဟာသူ့ဇနီးကိုအယံလိုလိုက်အချစ်ပိုရသူဖြစ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့အမျိုးသားကတော့အမျိုးသမီးကိုတစိမ့်တစ်ယောက်လိုခံစားနေရတာကြောင့်သူတို့ဘလို့စတွေ့ခဲ့ကြတာလဲလို့မေးပါတယ်။ဒီမေးခွန်းအတွက်ကြိုတင်ပြင်ဆင်ထားတဲ့အမျိုးသမီးကသူတို့ဟာပြင်သစ်မှာတွေ့ခဲ့ကြတာဖြစ်ပြီးအမျိုးသားကသူ့ကိုမြင်ချင်းချစ်မိသွားက6လတိုင်တိုင်လိုက်ခဲ့ပြီးမှတွေ့ခဲ့ကြတာလို့အမြန်ပြောလိုက်ပါတယ်။အမျိုးသားကပြင်သစ်မှာအိမ်ရှိလားလို့မေးတဲ့အခါမှာလည်းအမျိုးသမီးကလိပ်စာတစ်ခုကိုဒေါင်ဒေါင်မြည်ရွတ်ပြလိုက်ပါတယ်။သူကမြန်ပြောလိုက်ရင်အမျိုးသားမမိမှာမဟုတ်ဘူးလို့ထင်နေတာပါ။ဒါပေမဲ့အဲ့ဒီနေ့ညနေမှာပဲအမျိုးသားဟာသူ့ရဲ့လက်ထောက်ကိုအဲ့ဒီလိပ်စာကိုအတိအကျပြန်ပြောပြပြီးအမျိုးသမီးဟာအဲ့ဒီမှာတကယ်နေခဲ့ဘူးလားဆိုတာကိုစစ်ဆေးဖို့ခိုင်းလိုက်ပါတယ်။တစ်ဖက်မှာလည်းအမျိုးသမီးဟာအမျိုးသားမှတ်ဉာဏ်ပျောက်ဆုံးနေတော့သူ့ကိုချစ်မိသွားအောင်လုပ်ဖို့ကြံစည်နေပါတယ်။သူဟာအဝတ်အစားအလန်းစားတွေဝတ်ဆင်ပေမဲ့အမျိုးသားကတော့သူ့ကိုအခန်းပြင်ကိုချက်ချင်းမောင်းထုတ်လိုက်ပါတယ်။ဒီပုံစံကိုသူသဘောမကျဘူးလို့ထင်ပြီးအမျိုးသမီးဟာနောက်ထပ်ဝတ်စုံတစ်ခုပြောင်းဝတ်ပါတယ်။ဒါပေမဲ့ဘယ်နှခါပဲပြောင်းဝတ်အမျိုးသားကတော့သူ့ကိုအပြင်ကိုပဲဆက်ပြီးမောင်းထုတ်နေခဲ့ပါတယ်။အမျိုးသမီးစိတ်ကောက်နေတဲ့အချိန်မှာပဲသူ့ရဲ့သားလေးပေါ်လာပြီးဒီလိုနီလန်းအဟောင်းကြီးသုံးနေတာကိုလှောင်ပြောင်းပါတယ်။အဲ့ဒီနောက်ကလေးလေးကအမျိုးသားရဲ့စိတ်ကိုရအောင်ကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကအမျိုးသမီးကိုခေါ်ပြီးအမျိုးသားရဲ့ကတင်ပေါ်မှာသွားအိပ်ပါတယ်။အမျိုးသားကသူတို့ကိုအပြင်မောင်းထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့ကလေးလေးကသူ့မိဘတွေနဲ့တူတူမှအိပ်ရတာကြာပြီဖြစ်ကြောင်းတမင်တက်ပြောလိုက်ပါတယ်။အမျိုးသားဟာအမျိုးသမီးပြောပြတဲ့ပုံမြင်တွေကိုနားထောင်ရတာအရန်ကြိုက်ခဲ့တာလို့အမျိုးသမီးကလည်းချက်ချင်းဝင်ပြောလိုက်တဲ့အတွက်အမျိုးသားဟာသူတို့ကိုအထဲမှာပေးနေဖို့ကလွဲပြီးတခြားရွေးချယ်စရာမရှိတော့ပါဘူး။မကြခင်မှာပဲအမျိုးသမီးဟာသူ့သားလေးကိုဖတ်ပြီးအိပ်ပျော်သွားပါတယ်။အမျိုးသားဟာလည်းဒီလိုဘဝမျိုးကမဆိုးဘူးလို့ရုတ်တရက်ခံစားလိုက်ရပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူ့ရဲ့လက်ထောက်စီကနေစာတစ်စောင်ရောက်လာပါတယ်။အမျိုးသမီးပြောပြခဲ့တဲ့အိမ်ဟာလွန်ခဲ့တဲ့အချိန်အတော်ကြာကတည်းကစွန့်ပစ်ထားတဲ့အိမ်တစ်လုံးဖြစ်နေတာပါ။အဲ့ဒီတော့မှအမျိုးသားဟာအမျိုးသမီးဟာလိန်ပြောနေမှန်ချက်ချင်းသိလိုက်ရပါတော့တယ်ဗျာ